ကဘာမှာ6ကျိန်ဇက်တိုက်ကဘာဘလောက်ကိုသွင်းနိုင်တာရော်နယ်လိုပဲရှိတယ်ပြီးခဲ့တဲ့ပွဲမှာသူ့ဘောလုံးပေးကန်ခြင်းမရှိတဲ့ပွဲတွေကြီးကျွန်တော်စိတ်မကောင်းဘူးကျွန်တော်ရှင်ထဲမှာမကောင်းဘူးကျွန်တော်ကိုယ်တိုင်ဝေကန်နေရတယ်လို့ကျွန်တော်ခံစားနေရတယ်ဘောလုံးကိုသူအသက်ကြီးနေပြီသူ့ဘေးရဲ့ဆုံးသက်တွေမသေးတာမှဆိုးတဲ့ဆိုတဲ့တန်တရားတွေနဲ့မပေးတာလည်းပြည့်နိုင်ရော်နယ်လိုကြီးကိုဘောလုံးပေးပါသူဆုံးသက်သေးကြအောင်လုပ်နိုင်တယ်ကျွန်တော်ယုံကြည်တယ်သူ့ရဲ့ကြိုးစားအားထုတ်မှုသူ့ရဲ့ခံပြင်းစိတ်တွေသူ့ရဲ့အောင်မြင်မှုစားလုံးနဲ့စိတ်ကိုကျွန်တော်ကမျက်နှာတန်ပို့ထားသူ့လိုဖြစ်ချင်တာကျွန်တော်ရိုနယ်ဒိုအရန်ချစ်တယ်ဗျာကျွန်တော်ကိုကြီးတရားလို့ကျွန်တော်ချစ်တယ်အကိုကြီးရိုနယ်ဒိုကဘာပလာမှာဘာလို့ကိုတင်းကဘာပလာရပါစီလို့ကျွန်တော်စိတ်ထဲမှာခံခံပြင်းပြင်းနဲ့ပြင်းပြင်းထန်ထန်ဆူတောင်းနေတယ်ဟုတ်ကဲ့ရိုနယ်ဒိုရတော့ကျွန်တော်ရဲ့ idol ပဲဘယ်လိုကြောင့်သူ့ဒါဟို idol ဖြစ်ကိုသတ်မှတ်တာ तू ကအရန်စူးစားတယ်အဲ့လိုပဲကျွန်တော်လည်းအရန်စူးစားတယ်ကျွန်တော်လုံးနဲ့ပတ်သက်လာကျွန်တော်စားလောင်းနေတာသမင်းနေဟင်းနေတော့ကျွန်တော်ကမစားဘဲနေလို့မရလို့စားတာကျွန်တော်လုံးကျွန်တော်ကအဲ့လိုသမင်းဟင်းထက်စားချိန်တောက်ချိန်အဲ့ချိန်တွေကျွန်တော်အလုပ်ကိုကျွန်တော်ပို့ချစ်တယ်ကျွန်တော်က idol ကြီးရတယ်အဲ့ဒီလိုပဲအဲ့ကြောင့်ကျွန်တော်ကမြန်မာနိုင်ငံသားဖြစ်တော့ပေါ်ရိုဂီနိုင်ငံသားကိုဘာလို့ idol ထားတာလဲဆိုတော့ကျွန်တော်ကနိုင်ငံဆွဲနဲ့ထားတာမဟုတ်ဘူးသူ့ရဲ့ကြိုးစားအားထုတ်မှုသူ့ရဲ့ခံပြင်းစိတ်တွေသူ့ရဲ့အောင်မြင်မှုစားလုံးနဲ့စိတ်ကိုကျွန်တော်ကမျက်နှာတန်ပို့ထားတာသူ့လိုဖြစ်ချင်တာကျွန်တော်ဟုတ်တယ်ကဘာမှာ6ကျိန်เนาะကဘာဖလားမှာပေါ့6ကျိန်ဇက်တိုက်ပေါ့เนาะဂိုးသွင်းနိုင်တာကဘာမှာကျွန်တော်အိုက်ခေါ်ရွေးရှိတယ်ရိုနယ်ဒိုပဲရှိတယ်ကဘာမှာ6ကျိန်ဇက်တိုက်ကဘာဘလောက်ဂိုးသွင်းနိုင်တာရိုနယ်ဒိုပဲရှိတယ်အဲ့တော့ရိုနယ်ဒိုကြီးကိုချစ်တယ်ကျွန်တော်သူ့အားပေးတယ်ပြီးခဲ့တဲ့ပွဲမှာသူ့ဘောလုံးပေးကန်ခြင်းမရှိတဲ့ပွဲတွေကြီးကျွန်တော်စိတ်မကောင်းဘူးကျွန်တော်ရှင်ထဲမှာမကောင်းဘူးကျွန်တော်ကိုယ်တိုင်ဝေကန်နေရတယ်လို့ကျွန်တော်ခံစားနေရတယ်ရိုနယ်ဒိုဖန်နေလဲကျွန်တော်လို့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ရိုနယ်ဒိုအရန်ချစ်တယ်ဗျာကျွန်တော်ကိုကြီးတရားလို့ကျွန်တော်ချစ်တယ်အကိုကြီးရိုနယ်ဒိုကဘာပလာမှာဘာလို့ကိုတင်းကဘာပလာရပါစီလို့ကျွန်တော်စိတ်ထဲမှာခံခံပြင်းပြင်းနဲ့ပြင်းပြင်းထန်ထန်ဆူတောင်းနေတယ်ဟုတ်ကဲ့ကျွန်တော်ကဒီဖုန်းထဲရပဲကြည့်ပြတယ်အဲ့မှာတစင်းစကားနဲ့ကျွန်တော်ကြည့်ပြတော့သူ့ဘောလုံးမပြေဘူးနော်အဲ့ပွဲမှာသူ့ဘောလုံးရရှိခြင်းနေတယ်ဘောလုံးကိုသူအသက်ကြီးနေပြီသူ့ဘေးရဲ့ဆုံးသက်တွေမသေးတာမှဆိုးတဲ့ဆိုတဲ့တန်တရားတွေနဲ့မပေးတာလည်းပြည့်နိုင်ရိုနယ်ဒိုကြီးကိုဘောလုံးပေးပါသူဆုံးသက်သေးကြအောင်လုပ်နိုင်တယ်ကျွန်တော်ယုံကြည်တယ်ပေါ်တူဂီပဲကျွန်တော် idol ကြီးရိုနယ်ဒိုပါတယ်ပေါ်တူဂီပဲမတီအောင်ကတော့ idol ကရိုနယ်ဒိုပဲ2ယောက်မရှိဘူးကဘာမှာကျွန်တော်မတီအောင်အောင်ခမ်းမရဲ့ idol ကြီးရိုနယ်ဒိုတယောက်ပဲရှိတယ်2ယောက်မရှိဘူးရိုနယ်ဒိုတယောက်ပဲရှိတယ်ရိုနယ်ဒိုတယောက်ပဲရှိတယ်ကျွန်တော်ရဲ့ idol ကသူကဘာအကောင်ဆုံးလို့ကျွန်တော်မျက်စိထဲမှာလည်းမြင်တယ်ကဘာမှာသူကတူတီတော့ဂုတ်ပဲအားကစားမှာဟုတ်ကဲ့ရိုနယ်ဒိုရဲ့ fan တွေအားလုံးရိုနယ်ဒိုရုပ်ဝင်အားပေးပါကျွန်တော်ချစ်တယ်လို့ချစ်ပေးပါကျွန်တော်ကိုကြီးကိုအားပေးပါလို့ကျွန်တော်လည်းသူ့ရဲ့စိတ်ဓာတ်တွေသူ့ရဲ့ပုံစံတွေနဲ့ကျွန်တော်လုံးဝစီစဉ်နေတယ်ကျွန်တော်အမြင့်တန်ကြိုးစားနေတယ်ကျွန်တော်လုံးဖို့ပြိုင်ဘက်တွေကျွန်တော်မနာလို့တဲ့ခေါင်းတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဝမ်းရှုံအမြင့်တန်ကြိုးစားနေတယ်နော်မြန်မာနိုင်ငံမှာမြန်မာတန်စင်းအလုပ်တွေကျွန်တော်တင်းရတဲ့အလုပ်တွေအပုတ်150ကိုယ်တိုင်ရေးဆိုထားတယ်တေးတဲ့ချင်းပေါင်း200ကျော်ဇက်တိုက်ထုတ်ပေးမယ်ကျွန်တော်ချစ်တဲ့မျိုးတွေဝင်းအားပေးပါမုန်းတဲ့မျိုးတွေလည်းကြော်သွားလို့ရတယ်နော်ကျွန်တော်အပြင်းနဲ့ကြိုးစားနေတယ်ဟုတ်ကဲ့အားလုံးလည်းချစ်တယ်အများကြီးပါဗျာကျွန်တော်ဘဝမှာလားကျွန်တော်တီဆောက်တဲ့တခြင်းတွေကျွန်တော်ဖန်တီးခဲ့တဲ့လဲတွေပေါင်းယာတွေပေါင်းပြီးကြိုးစားခဲ့တဲ့တခြင်းတွေအတန်လေးမဲ့ကျွန်တော်ထွက်နိုင်တဲ့အချိန်မှာအယုတ်တွေထွက်ပြီးတော့အားလုံးနာမည်တွေရသွားကြတယ်ကျွန်တော်တယောက်တည်းကြက်ခဲ့တယ်အဲ့ဒီမှာကျွန်တော်ဒီခံစားချက်ကြီးနဲ့တော့ပွဲတွေသွားဆိုတော့သူများတွေ9သိန်းရလဲကျွန်တော်12500သူများတွေ7သိန်းရလဲကျွန်တော်3000ဘာဖြစ်တာလဲငါအရေးချင်းမရှိလို့သူတော့လက်ကုပ်တီးပြီးအားပေးတယ်ဈေးမကြည့်ဘူးဘာဖြစ်လို့ဈေးမကြည့်ကျွန်တော်သိသွားပြီမကြော်ကြလို့အခုကြော်ကြတော့ကျွန်တော်တညောက်40 သိန်း40ဖြစ်သွားတယ်ဟုတ်လားကျွန်တော်9သိန်းဖြစ်တဲ့အချိန်မှာကျွန်တော်1000အဲ့9သိန်းကသမား9သိန်းနဲ့10သိန်းကြားမှာကြံခဲ့တဲ့အချိန်မှာကျွန်တော်330 40ဖြစ်သွားတယ်ကျင်းတဲ့ဒီတက်ကြိုးစားနေတယ်ကြိုးစားအောင်ပါကျွန်တော်ဟုတ်ကဲ့ကျွန်တော်လက်မခံဘူးပါရမီဆိုတာကကြိုးစားအားထုတ်မှုမပါတဲ့ပါရမီအချင်းကြီးပဲဘာမှလုပ်လို့မရဘူးအကုန်လုံးကကျွန်တော်တို့လုံးယူပါတာရိုနယ်ဒိုကြီးပြောသလိုပဲကျွန်တော် idol ကြီးလိုပဲကျွန်တော်အကုန်လုံးကျွန်တော်လုံးယူတာဘာမှပါရမီဆိုဘာမှမဟုတ်ဘာမှပါရမီဆိုဘာမှမဟုတ်ပါရမီမပါတဲ့ကြိုးစားအားထုတ်မှုဆိုတာလည်းအချင်းကြီးပဲအဲ့လိုပဲကျွန်တော်လည်းမြင်တယ်ကျွန်တော်ဘာလို့ကျွန်တော်ပြင်းတဲ့ကြိုးစားတယ်အဲ့ကြိုးစားမှုရဲ့ရလက်တွေတစ်ချိန်တော့ကျွန်တော်သူများ9သိန်းဖြစ်တဲ့ကျွန်တော်12500နှစ်ပေါင်းများစွာဆိုတာ10စုနှစ်နီးပါလောက်ဆိုခဲ့ရတယ်အခုအဲ့ဒီတည်းကတချို့လုံးဖို့ပြိုင်ဘက်လုံးဖို့ကင်ဘက်တချို့9သိန်းနဲ့10သိန်းဖြစ်တယ်ကျွန်တော်330 40ဖြစ်နေပြီအဲ့ဒါကြိုးစားမှုရဲ့ရလက်ပဲအဖြေရတာပဲသူများပြိုင်နေတာမဟုတ်ကျွန်တော်ကိုကျွန်တော်အရာမင်းကြိုးစားမင်းကြိုးစားမင်းလေတွေဓာတ်တွေပေါင်းတော့မင်းလောက်ထားမင်းပေါ်ရတယ်
ဟာလားဖုံမကြောက်အောင်အရက်မတော့အောင်ဇက်လေးမတော့အောင်လောင်စားမလို့အတန်းနိုင်ဆုံးထိန်းတာဘာဖြစ်လို့လဲကျွန်တော်အလုပ်တွေအပြင်းထန်စူးစမ်းခြင်းလို့အဲ့တော့အလုပ်တွေတော့အပြင်းထန်အလုပ်တွေကျွန်တော်ထမင်းစားတယ်လို့မျိုးစားနေတာနော်အဲ့ချိန်စားချိန်တဲ့ကျွန်တော်အလုပ်တွေကျွန်တော်ပို့ချစ်တယ်ဟုတ်တယ်တတိုင်းတစ်ပြည်လုံးက16နှစ်မှတည်တာနော်နှစ်ပေါင်း20စူးစမ်းခဲ့ရတယ်အခုကျွန်တော်ရဲ့အောင်မြင်မှုသက်တမ်း3နှစ်4နှစ်ထဲရောက်လာပြီနော်တော်တော်များများကကျွန်တော်အခီးသားသက်တမ်း16နှစ်မှအပြောတွေနဲ့တည်တာပြီးတော့မှအလုပ်တွေဝင်ကြည့်အော်တဲ့ဒီကောက်ပြောရေးဆိုရင်နဲ့ပလိန်းနဲ့ငါတော့သူ့ဖန်ဖြစ်သွားပြီဆိုတဲ့ပြိတ္တတွေအများကြီးဝင်လာတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်အများကြီးပေးဆက်ထားတာဒီကကိုယ်တိုင်မချုံတော့မသိဘူးဗျ16နှစ်ကိုသူတို့စိတ်တမ16နာရီလောက်စူးစမ်းထားရတဲ့အထက်အများကြီးပေးဆက်ထားတယ်16နှစ်တွေးကြည့်လေလောအားကမေးရပဲနဲ့ခင်ဗျားတို့9ရက်10ရက်လှုပ်လှုပ်ဖူးလားဟာလားတစ်နှစ်မသေးကြဘူးကျွန်တော်တို့မှာအမှုပညာဈေးဘယ်လိုလဲနာမည်မကြီးဈေးမကြီးဘူးဈေးမကြီးရက်တည်မှုကဘာမှလုပ်လို့မရဘူးတစ်ချင်းနေလည်းထက်တင်လို့မရဘူးဟာလားအဲ့တော့ကျွန်တော်ဇက်တိုက်စူးစမ်းနေတာခုတော့တော်တော်များများဇက်ရည်လဲသွားပြီကျွန်တော်ဇက်ရည်လဲတော့အောင်ခမ်းမိုင်ဒီတကယ်စူးစမ်းတဲ့အဆိုးတော့ဟာလားရိုနယ်ဒိုကြီးလိုပဲကျွန်တော်လှုပ်ဖို့ပြိုင်ပဲလှုပ်ဖို့ဂိုင်ပဲတချို့ကျွန်တော်တွေ့တာဟာအောင်မရိုနယ်ဒိုကြီးဒီလိုခေါ်ကြတာကျေးဇူးတင်ပျော်လဲပျော်တယ်အိုက်ဒေါ်ကြီးနဲ့ကျွန်တော်ဥပမာပေးပြီးတော့အိုက်ဒေါ်ကြီးနဲ့ဘယ်လိုလဲနာမည်တူခေါ်ပေးတဲ့အတွက်လည်းချစ်တယ်အားလုံးချစ်တယ်ဟုတ်ဒီနေ့မှာတော့ကျွန်တော်ကဒီကိုယ်တိုင်ရေးတဲ့ CD ပေါ့20ပြည့် live show ပေါ့အဲ့ live show အတွက်ကိုကိုယ်တိုင်ရေးတဲ့သချင်းတွေကိုပဲဇက်တိုက်ပရိသတ်တွေကျွန်တော်တင်ပြနေတာပေါ့ကျွန်တော်ရဲ့ idol ကြီး Ronaldo လိုပဲကျွန်တော်ရှေ့ရတော့ပရိသတ်တွေတော်များများအောင်ခမ်းမိုင်ကိုအပြောနဲ့တတိုင်းတစ်ပြည်လုံးနိုင်ငံခြားရောက်မြန်မာတွေရောပေါ့နော်အပြောနဲ့တည်တာများတယ်အလုံးနဲ့တည်တာကတော့အခု70% 80%လောက်ကတော့အလုံးနဲ့တွဲတည်လာရောအောင်ခမ်းမိုင်ရဲ့တချင်းတွေပါတွဲတည်လာတယ်အခုတချင်းကိုဦးစားပေးပြီးတော့ကျွန်တော်အလုံးထက်နော်ဒါဦးစားမပေးတော့ဘူးအပြောဒါကြောင့်အပြောထက်အလုံးဦးစားပေးတော့ကျွန်တော်ဇက်တိုက်ဆော်ပြနေဟုတ်ကဲ့